I will go to the beach ငါကန်းချေကိုသွားမယ်အင်္ဂလိပ်စကားမှာအနာဂတ် future tense အချောင်းပြောချင်ရင်ကိုရီးယားရှေ့မှာ will ထိမယ်နော်ဒါပေမဲ့အတိတ်အချောင်းပြောချင်ရော will ရဲ့ past tense က would ဒါဆိုငါကန်းချေကိုသွားခဲ့တယ်ပြောချင်ရင်အင်္ဂလိပ်ဘယ်လိုပြောမလဲပုံမှန်ဆို I went to the beach ပဲပြောမယ်နော် would မပါဘူးဒီ will ကအနာဂတ်နဲ့ဆိုင်တာပဲနော်ဒါဆိုအဲ့ဒါမလို့အပ်ဘူး go Korea တွင်ဖြောင်းပြီး went ပဲပြောမယ်ဒါပေမဲ့ I would go to the beach လေပြောလို့ရတယ် I would go to the beach ဘယ်လိုအတိတ်ပဲရှိလဲတကယ်အတိတ်ပဲအမျိုးမျိုးဖြစ်နိုင်တယ်အဲ့ဒါအချိန်နဲ့ပေါ်မူတည်တယ်နော် context ပေါ်မူတည်တယ်ပြီးတော့တချို့ကအတိတ် past tense အချို့လေအနာဂတ် future tense တကယ် would past tense ဆိုပေမဲ့ future tense တွေလေသုံးလို့ရတယ် so ဖတ်တမဆုံးအချိန်နဲ့ I said I would go to the beach ငါကန်းချေသွားမယ်လို့ပြောခဲ့တယ်နော်ဒီကအတိတ်ရဲ့အနာဂတ်အရင်တုန်းကငါဒီလုံးမယ်လို့ပြောခဲ့တယ်နော်အဲ့လိုမျိုးအတိတ်မှာအနာဂတ်ပါလို့မလဲလို့ပြောတယ်ဒုတိယအချိန်နဲ့ကWhen I was young, I would go to the beach. ငါငယ်ငယ်တုန်းကငါကန်းချေကိုသွားတယ် Okay? ဒီနဲ့ဘယ်လိုကွာလဲဒီအတိတ်အချောင်းပြောနေတယ် No, I went to the beach. When I was young, I would go to the beach. ဘယ်လိုကွာလဲဒီလိုမျိုးအရင်တုန်းကငါဒီလိုမျိုးလှုပ်လေရှိခဲ့တယ်ငါခဏသွားခဲ့တယ်နော်ငါကန်းချေကိုခဏသွားခဲ့တယ်အဲ့လိုမျိုး past tense word အဲ့လိုမျိုးအသုံးအနှုန်းလေးရှိတယ်အရင်တုန်းကဒီအလေအထားရှိတယ်ဒီခဏလို့တယ်တတိယအချိန်အနေက if you're free I would go to the beach နော်မင်းအားရင်ငါကန်းချေကိုသွားမယ်ဒီလိုမျိုးပြောရင်ဆိုအတိတ်အချောင်းပြောနေတာမဟုတ်ဘူးအနာဂတ်အချောင်းနော်မင်းအားရင်ဒါဆိုမန်တကယ်အချိန်နဲ့ပြောနေတာမဟုတ်ဘူးနော်စိတ်ကူးတတ်အချိန်နဲ့ပြောနေတယ်နော် if the weather is good I will go to the beach ရာသီဥတုကောင်းရင်ငါသွားမယ်နော်တခုခုဖြစ်ရင်ဒီလိုမျိုးလုံးမယ်နော် so တကယ် would အတိတ်နဲ့ဆိုင်တာမဟုတ်ဘူးနော်နည်းနည်း wait တဲ့အချိန်နဲ့အတိတ်အချိန်နဲ့ဒီမှာမဟုတ်စိတ်ကူးတတ်ကအနာဂတ်အချိန်နဲ့လေးဖြစ်နိုင်တယ်နော်အခြားအသုံးအနှုန်းလေးနည်းနည်းရှိတယ်No, the cuckoo polo chin. I would rather go to the beach. Now, genche go popi twachinde. No, the cuckoo a chalo de asa, genche go po twachinde. No, and I rather cuckoo polo chin yem. Now, sondong, tu miago yinche swa, down so chin yen. No, would you go to the beach မေခွန်းနော်မင်ကန်ချေသွားမလားနော်ဒီလိုမျိုးအင်္ဂလိပ်စကားယဉ်ကျေးစွာတောင်းဆိုရင်ဒီလိုမျိုး word လေးသုံးမယ်နော်ဒီဟာစိတ်ကူးအချိန်နဲ့ဆိုင်တယ်နော်ငါသူများကိုအဲ့လိုမျိုးအတင်းမခိုင်းချင်ဘူးနော်ငါဆို oh you know ငါစိတ်ကူးမှာဒီ you know မင်းဒီလိုမျိုးလို့ဖို့စဉ်းစားနေတယ်ဒါဆိုအဲ့လိုမျိုးတောင်းဆိုချင်တယ်No? So would English tense အသုံးအနှုန်းတစ်ခါတလေရှုပ်တယ်ဆရာမေခွန်တွေရှိရင် comment မှာမေးလို့ရတယ်